စီအုပ်စုခေါင်းဆောင်ဦးမင်းအောင်လှိုင်ဟာလာမယ့်ဩဂတ်စ်လဆန်းပိုင်းမှာထိုင်းနိုင်ငံကိုတွားရောက်ဖို့ရှိနေတယ်လို့အာဆီယံတဲတမန်ရေးရတဲ့ရင်းမြစ်တွေကိုကိုးကားပြီးဘန်ကောက်ပို့စ်သတင်းစာကဖော်ပြလိုက်ပါတယ်။ဒီခီးစဉ်ဟာမင်းအောင်လှိုင်သမ္မတရာထူးရယူပြီးတဲ့နောက်ပိုင်းလာအိုနိုင်ငံပြီးရင်အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုကိုဒုတိယအကြိမ်မြောက်တွားရောက်တဲ့ခီးစဉ်ဖြစ်လာမှာပါ။ပြီးခဲ့တဲ့ဇူလိုင်12ရက်နေ့ကဘန်ကောက်မြို့မှာပြုလုပ်ခဲ့တဲ့အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့အလွတ်သဘောအစည်းအဝေးမှာစီအုပ်စုခက်နိုင်ငံခြားရေးဝန်ကြီးဦးသိန်းမောင်ဆွေတက်ရောက်ခဲ့ပြီးတဲ့နောက်ပိုင်းမှာဒီခီးစဉ်တည်ထွက်ပေါ်လာတာဖြစ်ပါတယ်။အစည်းအဝေးတွင်စင်ကာပူနိုင်ငံခြားရေးဝန်ကြီးကအရက်သားတွေပေါ်အကြမ်းဖက်မှုတွေရပ်တန့်ဖို့နဲ့ဒေါ်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားတွေကိုလွတ်ပေးဖို့တောင်းဆိုခဲ့ပါတယ်။ထိုင်မဲ့စီအုပ်စုထိပ်ချုပ်ထားတဲ့လွှတ်တော်ကတော့အာဆီယံရဲ့ဘုံသဘောတူညီချက်၅ချက်ဟာပြည်တွင်းရေးစွတ်ဖက်မှုဖြစ်တယ်ဆိုပြီးဇူလိုင်9ရက်နေ့မှာကန့်ကွက်ချက်ကိုအတည်ပြုထားပါတယ်။အာဆီယံကတော့စစ်တပ်ဟာနေချရေးသဘောတူညီချက်တွေကိုအကောင့်ထဲဖော်ဖို့ပြက်ကွက်နေတာကြောင့်2021ခုနှစ်ကလေးကထိပ်သီးအစည်းအဝေးတွေတက်ရောက်ခွင့်ပိတ်ပင်ထားဆဲဖြစ်ပါတယ်။အခုဦးမင်းအောင်လှိုင်ရဲ့ထိုင်းခီးစဉ်ဟာအာဆီယံနဲ့စီအုပ်စုကြားကတင်းမာမှုတွေကြားထဲကထွက်ပေါ်လာတဲ့ခီးစဉ်တစ်ခုဖြစ်ပါတယ်။မြမအရင်နဲ့ပတ်သက်ပြီးနိုင်ငံတကာအတိုင်းအဝန်းရဲ့ဂျားနေတဲ့သဘောထားဟာစစ်တပ်ကအယက်သားပြည်သူတွေကိုဆက်လက်သက်ဖြတ်ဖို့နဲ့လူအခွင့်အရေးချိုးဖောက်ဖို့အတွက်လမ်းဖွင့်ပေးလိုက်တယ်လို့ဖြစ်နေတယ်လို့ KHRW ကပြစ်တင်ဝေဖန်လိုက်ပါတယ်။ကချင်လူအခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ KHRW ကဇူလိုင်လ23ရက်နေ့မှာထုတ်ပြန်လိုက်တဲ့လူသားမဆန်သောရဲစက်သည့်လုပ်ရက်များဆိုတဲ့အစီအခံစာတစ်ထဲမှာအခုလိုဝေဖန်ထောက်ပြလိုက်တာပါ။နိုင်ငံတကာအစိုးရတွေအနေနဲ့စီအုပ်စုစီရောက်ရှိနေတဲ့လေရင်စီလက်နက်နဲ့ငွေကြေးစည်းစိမ်မှုတွေကိုပြည့်ပြည့်တသားပိတ်ဆို့ဖို့ပြက်ကွက်နေတာဟာစစ်တပ်ကအရက်သားတွေကိုလေကြောင်းကနေဆက်ပြီးဘုံကျဲတက်ဖြတ်ဖို့ခွင့်ပြုပေးလိုက်တာနဲ့အတူတူပဲလို့ဆိုပါတယ်။လက်ရှိမှာစစ်တပ်ရဲ့လူအခွင့်အရေးချိုးဖောက်မှုတွေကြောင့်ကချင်ပြည်တစ်ခုထဲမှာတင်စစ်ပေးလျှောက်ပြည်သူ2,500,000နီးပါးအထိရှိလာနေပါတယ်။အဲ့ဒါအပြင်ပြီးခဲ့တဲ့2025ခုနှစ်အတွင်းစစ်တပ်ရဲ့လေကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုတွေကြောင့်ကလေးငယ်9ယောက်ပါဝင်ပြည်သူ130ကျော်တည်ဆုံးခဲ့ရတယ်လို့ KHRW ရဲ့ပြောရေးဆိုခွင့်ရှိသူဂျေကော့ကပြောပါတယ်။စစ်တပ်ဟာလူသားချင်းစာနာမှုအကူအညီတွေကိုစစ်လက်နက်တပ်ဖွဲ့အသုံးချပြီးလမ်းကြားတွေပိတ်ဆို့ထားတဲ့အပြင်ဖုန်းနဲ့အင်တာနက်လိုင်းတွေကိုပါဖျက်တောက်ထားတာကြောင့်ဒေသခံတွေဟာနေ့စဉ်နဲ့အမျှဆိုးရတဲ့လူအခွင့်အရေးချိုးဖောက်မှုဒဏ်ကိုခံစားနေရပါတယ်။ရခိုင်စစ်မျက်နှာကနေအေယာဝတီတိုင်းအထိအရကသက်တော် AA ရဲ့တံပြန်ထိုးစစ်တွေရောက်ရှိလာမှာကိုစစ်တပ်ကအကြီးအကျယ်စိုးရိမ်နေပြီးတော့အေယာဝတီတိုင်းထဲကဒေသခံပြည်သူစစ်တွေကိုအလင်းအမြန်လက်နက်သက်ဆင်ပေးနေပါတယ်။ပြီးခဲ့တဲ့ဇူလိုင်လ10ရက်နေ့ကပသိမ်မြို့အနောက်တောင်တိုင်းစစ်ဌာနချုပ်မှာရွှေတောင်ရံမြို့နယ်ထဲကအသစ်ဖွဲ့စည်းလိုက်တဲ့ပြည်သူစစ်တွေကိုတိုင်းမှုပုံမှုချုပ်အောင်ကျော်ခိုက်ကိုယ်တိုင်လက်နက်တွေထုတ်ပေးခဲ့တာပါ။လက်ရှိမှာရွှေတောင်ရံဒေသကပြည်သူစစ်အယောက်90ခန့်ကိုလက်နက်သက်စစ်ပေးထားပြီးတော့အဲ့ဒီပြည်သူစစ်တွေဟာလက်နက်အားကိုနဲ့ဒေသခံတွေကိုငွေညစ်တာရခိုင်စစ်ပေးရှောင်တွေကိုဖမ်းဆီးပြီးစစ်မှုထမ်းဖို့စစ်သက်စီပို့ဆောင်တာတွေလှုပ်ဆောင်နေရလို့ဒေသခံတွေကပြောပါတယ်စစ်တပ်ဟာအေယာဝတီတိုင်းထဲကရေကြီးနဲ့တာပေါင်းမြို့နယ်တွေမှာစစ်စခန်းတချို့ကိုစက်တိုင်လက်လို့ဆိုရှုထားရတယ်လို့လူရင်အားလဲပြုံးသိနေရကြောင်းလေးမျက်နှာအင်ကပူတာပေါင်းစားတဲ့မြို့နယ်တွေမှာပါပြည်သူစစ်တွေကိုလက်နက်တွေစက်တိုင်တက်ဆင်ပေးဖို့ကြိုးပမ်းနေရပါအဲ့ဒါအပြင်ရခိုင်ယူမတောက်ချီတရှောင်းနဲ့ပသိမ်မုံရွာလမ်းပိုင်းတွေမှာလဲတမ66ကိုပါစစ်ကူအဖြစ်တင်ထားရတဲ့အထိစစ်တပ်ဘက်ကစိုးရိမ်ထိတ်လန့်နေပါတယ်ချင်းပြည်တောင်ပိုင်းမင်းတပ်နဲ့ကံပက်လက်မြို့နယ်တွေကထိုးစစ်တွေမှာအထိနာပြီးတက်လက်ခဲ့ရတဲ့စစ်တပ်ဟာရောဒီသားနဲ့မကွေးအနောက်ချမ်းလမ်းကြောင်းနှစ်ခုကနေအင်အားတထောင်ဝန်းကျင်ရှိတဲ့စစ်ရတန်းတွေနဲ့စစ်ကူတွေထက်မှန်ဖြစ်တဲ့နေပါတယ်။ပြီးခဲ့တဲ့ဇူလိုင်လ10ရက်နေ့ကပေါင်မြို့နယ်ကပ္ပစာ24ကနေကား5စီးနဲ့ထွက်လာတဲ့စစ်တပ်အင်အား400ခန့်ဟာပေါက်ကြောက်ထုလမ်းအတိုင်းခြိတက်လာပြီးလက်ရှိစောမြို့နယ်ထဲကိုရောက်ရှိနေပါတယ်။အဲ့ဒါအပြင်မိထီလာအခြေဆိုင်တက်မကိုကအင်အား600ဝန်းကျင်ပါတဲ့စစ်ရတဲ့အစီ30ကျော်ဟာလဲစီတုတ်ဒရာလောင်းရှည်လမ်းအတိုင်းစောမြို့ဘက်ကိုဦးတည်ချီတက်နေရလို့မြေပြင်သတင်းရင်းမြစ်ကပြောပါတယ်။
ဒီစစ်ကြောင်းတစ်ခုဟာမင်းတပ်နဲ့ကပ်ပလက်စစ်မျက်နှာတွေမှာအထိနာနေတဲ့စစ်တပ်တွေကိုလူလိုက်စစ်စင်ရင်နဲ့အင်အားဖြစ်တင်ဖို့ကြိုးပမ်းနေတာဖြစ်ပြီးတော့စစ်ကူတွေရောက်လာရင်မင်းတပ်မျိုးအရှိမြောက်ဘက်ဘောက်တဲရွာကနေစစ်မျက်နှာအသစ်ထပ်ဖွင့်လာနိုင်တယ်လို့စီရီလာသူတွေကသုံးသပ်ကြပါတယ်။ဇူလိုင်လ12ရက်နေ့ကလည်းတပြင်းရွာနဲ့ပုတ်တောင်နက်ထိတ်ကြားမှာချင်းတွန်လေပူပေါင်းတပ်တွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့စစ်တပ်ဘက်က10ယောက်လောက်သေဆုံးခဲ့ပါသေးတယ်။ရခိုင်ပြည်ကမြို့နယ်ရှိခုတဲ့မနေ့မှာရည်ကြီးရည်ရှမ်းမှုတွေဖြစ်ခဲ့ပြီးတဲ့နောက်ဒေသခံပြည်သူတိန်းနဲ့ချီဟာတောက်တုံးရီကန်တွေပြက်စီးကုန်လို့တောက်တုံးရီပြက်လက်တဲ့အခက်အခဲနဲ့သူဝမ်ပြင်းဝမ်လျှော်ယောဂကြားရောက်မဲ့ဘေးအန္တရာယ်ကိုစိုးရိမ်နေကြရပါတယ်။ဇူလိုင်လဆန်ပိုင်းကစပြီးမိုးအဆက်မပြတ်ရွာသွန်းတာကြောင့်မြောက်ဦးမင်းပြကြောက်တော်စတဲ့မြို့နယ်တွေမှာစံချိန်တင်ရေကြီးခဲ့ပြီးတဲ့နောက်ရွာပေါင်းရာနဲ့ချီရေဘေးသင့်ခဲ့တာပါ။လက်ရှိမှာရေတွေပြန်ကျသွားပြီဖြစ်ပေမဲ့ရွာဒီမှာရှိတဲ့တောက်ရစ်ကန်တွေကိုစားငယ်ရည်တွေနဲ့ရွှွနုံတွေအမိုက်တွေဝင်သွားတာကြောင့်လုံးဝတောက်တုံလို့မရတော့ဘူးလို့ဒေသခံတွေကပြောပါတယ်။ဒါကြောင့်ရေဘေးသင့်ပြည်သူတွေဟာမိုးရေကိုခဲယူပြီးချွေတာသုံးဆွဲနေရတယ်လို့တချို့ရွာတွေမှာတော့ဝေးလံတဲ့နေရာတွေထိလေတွေနဲ့တွားရောက်ပြီးစိတ်ဆန်းရင်နဲ့ချောင်းရည်တွေကိုခက်ယူတောက်တုံနေရပါတယ်။ဒေသခံတွေအနေနဲ့အခုလိုတက်ရှင်တဲ့တောက်တုံးရီမရရှိကြတာကြောင့်ကလေးငယ်တွေနဲ့တက်ကြီးရွယ်အိုတွေမှာဝမ်ပြည့်ဝမ်လျှော်ယောဂနဲ့အရေးပြားယောဂတွေကူးစက်ပြန့်ပွားလာမှာကိုစိုးရိမ်နေကြပါတယ်။လက်ရှိအချိန်ထိကယ်ဆယ်ရေးနဲ့အရေးပေါ်အကူအညီတွေလုံးဝမရရှိသေးတဲ့နေရာတွေလည်းရှိနေတယ်လို့ဒေသခံတွေနဲ့အကူအညီပေးနေသူတွေကပြောပါတယ်။